ကဘာပေါ်ကအချမ်းသာဆုံးနိုင်ငံငယ်လေးတစ်ခုကတစ်မှာပတ်စံရှိနေရင်တော့မတော်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်နေရဲဆိုတာယုံကြည်ရဲ့လားကဘာပေါ်မှာနယ်မြေကြီးတဲ့နိုင်ငံကြီးတွေလူဦးရေတန်းပေါင်းများစွာနဲ့တိုးတက်နေတဲ့နိုင်ငံတွေကသာပိုအောင်မြင်ကြွယ်ဝရလို့လူအများထင်တတ်ကြပါတယ်ဒါပေမဲ့ဒီလိုကြီးမားပြီးလူတန်းပေါင်းများစွာရှိတဲ့နိုင်ငံတွေရဲ့တခြားတစ်ဖက်မှာအလွန်တိတ်ဆိတ်ပြီးလူနည်းနည်းနဲ့တည်ငြိမ်နေတဲ့နိုင်ငံတစ်ခုကကမ္ဘာ GDP အမြင့်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်နေရဆိုတာရောသင်သိပြီးပြီလားအဲ့ဒါကတော့အေဂျင့်ကြည်နူးစရာကောင်းတဲ့နိုင်ငံတော်လို့အဓိပ္ပာယ်ရတဲ့ဘရူနိုင်းဒါရူဆလမ်နိုင်ငံပဲဖြစ်ပါတယ်ဘရူနိုင်းနိုင်ငံဆိုရင်အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံတွေထဲမှာလူဦးရေအနည်းဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့ဘော်နီယိုကျွန်းပေါ်မှာတည်ရှိတဲ့နိုင်ငံပဲဖြစ်ပါတယ်ဘရူနိုင်းနိုင်ငံရဲ့အဓိကစီးပွားရေးမှာဆိုရင်ရေနံနဲ့သဘာဝဓာတ်ငွေတွေတော်တော်များများရှိပါတယ်Shell Company နဲ့ Brunei အစိုးရတို့ပူးတွဲတည်ထောင်ထားတဲ့ Brunei Shell Petroleum ဆိုရင်နိုင်ငံရဲ့အဓိကဝင်ငွေတည်မြဲမှုအဖြစ်တည်ရှိနေတာဖြစ်ပြီးတော့တနိုင်ငံလုံးရဲ့ဘတ်ဂျက်90%ကိုသဘာဝအရင်းမြစ်ကနေထုတ်လုပ်ပေးနေရပဲဖြစ်ပါတယ်။ဒါကြောင့်နယ်နိမိတ်ချင်းပြီးလူဦးရေနည်းပေမဲ့အချမ်းသာဆုံးနိုင်ငံတွေကတစ်ခုဖြစ်နေတာကတော့ဒီရေနံတွေကြောင့်လို့ပြောလို့ရပါတယ်။တမိုင်းအရဆိုရင်1929ခုနှစ်မှာတူးဖော်ခဲ့တဲ့ပထမဆုံးရေနံတူးဖော်မိပြီးတဲ့နောက်ပိုင်းမှာဘရူနိုင်းနိုင်ငံတော်တော်လေးကိုချမ်းသာလာပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ဘရူနိုင်းနိုင်ငံရဲ့လူတဦးမှာ GDP တန်ဖိုးကဒေါ်လာ3000ကျော်လောက်ရှိပါတယ်။ဒါအပြင်အများပြည်သူအတွက်လည်းအခမဲ့ပညာရေးတွေကျန်းမာရေးဝန်ဆောင်မှုတွေနဲ့အိမ်ယာထောက်ပံ့မှုအကူအညီပေးစနစ်တွေကြောင့်အေဂျင့်မီစနစ်ကြတဲ့နိုင်ငံတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။ဘရူနိုင်းနိုင်ငံအစိုးရနဲ့ဘာသာရေးပေါင်းစပ်ထားတဲ့အစ္စလာမစ်မိုနာခီစနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဘရူနိုင်းဘုရင်ဆူဒန်ဟာဆိုရင်လည်းနိုင်ငံတော်ခေါင်းဆောင်ဝန်ကြီးချုပ်သမ္မတဗန်နာရေးဝန်ကြီးစတဲ့နိုင်ငံတော်အဆင့်နေရာအားလုံးကိုတဦးတည်းထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ဘရူနိုင်းနိုင်ငံရဲ့သမိုင်းမှာဆိုရင်လည်းစစ်ပွဲနည်းနည်းပဲရှိခဲ့တာကြောင့်နိုင်ငံကတည်ငြိမ်အေးချမ်းပြီးတော့လူထုကလည်းချမ်းသာမှုအတိနဲ့ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်ဘရူနိုင်းနိုင်ငံရဲ့ရှာရီယာဥပဒေအစဉ်အလာအရအရက်အယောင်းခွင့်မရှိမူရစ်တောက်စားပွဲတော်တွေလုပ်ခွင့်မရှိတာကြောင့်တခြားနိုင်ငံတွေထက်ဆိုင်တိတ်ဆိတ်တယ်လို့ထင်ရပေမဲ့သူတို့လူမျိုးတွေကတော့ဒီဥပဒေတွေနဲ့နေသားကြနေပဲဖြစ်ပါတယ်ဘရူနိုင်းနိုင်ငံကအရှေ့တောင်အာရှနိုင်ငံအများစုလို့စက်ရုံထုတ်လုပ်မှုအများကြီးမရှိတာကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုလည်းနည်းပြီးတခြားနိုင်ငံတွေထက်တစ်တောကလည်းပိုပြီးတော့ထူထပ်နေပါသေးတယ်ဒါအပြင်စွန့်ပစ်ပစ္စည်းလည်းနဲ့ဆိုးရွားတဲ့လေထုညစ်ညမ်းမှုတွေလည်းနှဲပါပြီးတော့ eco tourism နဲ့ rainforest conservation တို့လိုစနစ်တွေရှိတာကြောင့်သဘာဝပတ်ဝန်းကျင်ကလည်းတာယာတဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုတာယာပြီးတော့ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ပေမဲ့ဘရူနိုင်းနိုင်ငံကတော့ခရီးသွားလုပ်ငန်းမတိုးတက်တဲ့နိုင်ငံပဲဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ဥပဒေကန့်သတ်ချက်တွေလည်းများပြီးတော့အရက်ရောင်းခွင့်မရှိဖျော်ဖြေရေးကဏ္ဍတွေလည်းများများဆဆမရှိတာကြောင့်ခရီးသွားတွေကိုမဆွဲဆောင်နိုင်တဲ့နိုင်ငံလည်းဖြစ်နေပါတယ်။ဒါပေမဲ့ဘရူနိုင်းနိုင်ငံရဲ့ပြည်သူလူထုနဲ့နိုင်ငံရေးအကြီးအကဲတွေကတိတ်ဆိတ်ငြိမ်သက်တာကိုပိုပြီးတော့နှစ်သက်ကြတာကြောင့်နိုင်ငံခြားခရီးသွားနေတာကိုလည်းပိုနှစ်သက်ကြပါတယ်။ဘရူနိုင်းကဒီလိုခရီးသွားတွေနဲပါပေမဲ့စနစ်ကျတဲ့စီမံကိန်းတွေနဲ့သဘာဝအရင်းမြစ်တွေကိုအသုံးချဖို့အတွက်နီးပညာတွေကျွယ်ဝနေတာကြောင့်နီးစနစ်ရှိပြီးတော့တည်တံ့တဲ့နိုင်ငံတစ်ခုပဲဖြစ်နေတာဖြစ်ပါတယ်။နီကုန်းချုပ်အနေနဲ့ကတော့ဘရူနိုင်းနိုင်ငံကစီးပွားရေးထက်ဆိုင်ဘာသာရေးသဘာဝရေးရာတွေနဲ့နိုင်ငံတော်ပညာရေးအပေါ်ကိုအထူးလေးထားတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်သတင်းတွေမှာများများမကြားရသလိုခရီးသွားတွေလည်းမလာကြပေမဲ့ချမ်းသာမှုနဲ့တည်ငြိမ်မှုကတော့အားကောင်းတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ကဲဒီနေ့ပြပြပေးခဲ့တာကတော့နယ်မြေမကျဲလူဦးရေနည်းပေမဲ့တိုးတက်ချမ်းသာတဲ့ဘရူနိုင်းနိုင်ငံအကြောင်းကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။